ပြီးခဲ့တဲ့2020ခုနှစ်ကကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ရာရိုကျွော်တင်မှာတော်လိုင်းရင်တပ်ပေါင်းစုတွေနဲ့စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲဖြစ်ပေါ်ခဲ့ပြီးတိုက်ပွဲတန်းကြောင့်ဒေသခံပြည်သူတွေမိမိတို့အိုးအိမ်လက်ရာတွေကိုစွန့်ခွာပြီးဘေးလွရာစီတိမ်းရှောင်ခဲ့ရပါတယ်2025ခုနှစ်မှာတော့ရာဒူဒေသခံပြည်သူတွေကမိမိတို့ကျွော်တွင်ပြန်လည်နေထိုင်နေကြပြီဖြစ်ပြီးလေယာမြေစိုက်ပျိုးရေးကိုဒီဇိုင်းမမပြန်လည်လုပ်ကင်လာကြပါတယ်။ဟောင်းနေစနေမှာရွာထဲမှာတိုက်ပွဲဖြစ်နောက်ပိုင်းဖြစ်ပြကြတာပေါ့နော်။တော်တော်လုပ်တဲ့လေယာဒီတန်ရာဒီကမရိတ်နိုင်ဘူး။မြေထဲမှာပဲနေရာတို့ကျင်းသွားစားတော့လေနော်။2023မှာကကြာမှလူတွေမရဲဟိုးရှိဘူးလို့အဝေးပါတန်းနေကြတာပေါ့။ဆိုတော့အဝေးရောက်တဲ့ကျွန်တော်ရွာသားတွေကဒီ2025မှာလူတွေပြန်လာတယ်။နေလို့ရှိမှအစတော့လေတော့ကောင်းတာပေါ့လေနော်တောင်ရလေရလုပ်ငန်းကိုအဓိကထားလုပ်ကင်နေကြတဲ့ရာရိုကြီးရွာကဒေတာခန်တွေရဲ့လယ်မြေတွေဟာလက်ရှိမှာပိုကျပ်ပြီးစပါးစိုက်ခင်းတွေထိခိုက်ပျက်စီးမှုနဲ့ကြုံတွေ့နေရပါတယ်ဒီစပါးခင်းကိုကြည့်ရတဲ့ပုံစံအရာလို့ပြောလို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအဓိကတော့ရဒီထူချောင်းလို့ပဲကျွန်တော်ယူဆရပါတော့ဆိုတော့ဒီမှာကရေကြီးရတယ်နောက်မှတောင်ကြရည်ဒီချောင်းကဒီမှာလေမှာနေစီဩဇာတွေပြည့်စည်သွားတာမျိုးရှိတယ်နောက်ပြီးတော့မှဒီမှာကလည်းလေတွေကတနည်းတစ်နေ့ဒီတိုင်းပဲလှုပ်ရှားပြီးတော့မြေပြည့်ပြင်တာမျိုးတွေအားနေတဲ့အတွက်ကြောင့်မလို့အခုဆိုလို့ရှိရင်စပါးပင်တွေကဒီလိုမျိုးယောဂတွေကြာတာပေါ့နော်။တောင်ရရောလေရောပေါ့။အကလောမျိုးများတော့ဖလံဖြူကြာတာပေါ့။နော်ပိုးနဲ့ကြာတာပေါ့။ဆိုတော့လေထဲမှာရှိတဲ့ကျွန်တော်တို့ကဒီပိုးရဲ့တံကိုဘလို့မှမကကွယ်နိုင်ဘူးနော်။ဆိုတော့စပါးကလောကပြည့်စည်တဲ့အချိန်ကိုရောက်သွားတော့လေနော်။ဆိုတော့လေထဲမှာရှိတဲ့စပါးတွေမပြည့်စည်အောင်ရှိလူတွေကရွာမှာရှိတဲ့အရွေးတွေဖုတွေလိုက်ချထားတာပေါ့။ဒါပေမဲ့လေကကျဲတဲ့ချက်ရဲ့နမူကအမြဲတမ်းရွာတော့ဒီအရွေးတွေအနည်းတင်မနိုင်ဘူးမနိုင်ဘူးတဲ့ကြောင့်ဒီပိုးတွေကမနိုင်နိုင်ခဲ့ဘူးနောက်ရွာတိုင်းလည်းဒီအကောင်တွေတဖို့ရှိဒါဒူဗီဒါပူတာစီပေါ့ဝယ်မရှိလဲဒီမှာမရနိုင်ဘူးနောက်တစ်ချက်ကဝယ်ပွဲလဲသူတို့မှအားမရှိလေနော်ဒီရှံပွဲလဲနေလာခဲ့တဲ့အတွက်ဝယ်အားမရှိပေါ့တော့ဒီလိုဖြစ်တဲ့ချိန်မှာရွာသားတွေကသူတို့ကီမီတာစုတွေတချို့အဲ့ဒါဦးစီရှိနောက်ဒီကျတော့ဘာစားမလဲဆိုတဲ့ဆိုရင်ပူပေါမှုရှိတာလေနော်ရှိတဲ့သွားဖို့လာဖို့အစဉ်ပြေတော့ညလဲသူတွေကစိုးရိမ်မှုကိုခြံထားပြီးတော့ကြောက်ရွံ့မှုကိုခြံထားပြီးတော့အသက်ကိုစုပ်ပြီးတော့မော်ချီမာတို့အခြားနေရာလက်လို့ဆိုတာသူရဲ့စာဝတ်နေခဲ့ကိုဖြစ်ရှင်းနိုင်မယ်ထင်ကြတာပါကျွန်တော်တို့ဒါသူတို့လက်ရှိရွာမှာတော့ကတော့ခက်ခဲတာလေနောက်နေ့တွေ့ဆိုလက်ရှိရာဒူဒေတာခန်ကြုံတွေ့နေရတဲ့စပားပြက်ပူအန်ဒီယနဲ့ပတ်သက်ပြီးရာဒီပေါ်ပိုးမွားရန်ကနေဘလို့ကာကွယ်ရင်ဆိုင်ရမလဲဆိုတာကိုတော့ဦးတန်းဇဝနီကနေအခုလိုပြောပြလာပါတယ်အရင်ကလောက်ဖူးတဲ့စီမံကိန်းတွေမှာဒီယောဂပိုးကြပ်ဖူးလာတော့တွေးတာပေါ့နော်အရင်တော့က2012 2023ဝန်းကျင်မှာကြားတဲ့ပိုးတွေကလေထဲမှာတော့အဲ့လောက်မတွေးရဘူးပေါ့နော်ဒါတောင်ရမှာတော့တော်တော်များတယ်ဒီတနေ့ကတော့အဲ့ဒီပိုးတွေကလေထဲမှာကြတော့ပိုတော့မှတွေးမြင်နေရတာပေါ့လေနော်အဲ့တော့ဒီပိုးကကျွန်တော်တို့ရင်တော့ကလိလာသုံးသပ်ချက်ရဆိုလောင်မီပိုးလို့ခေါ်တယ်ပင်စီပိုးထူလည်းဖြစ်တယ်အကောင်တော့တိတိလေးပေါ့နော်ဖြူလေးတဲ့သူကပင်စီထူမယ်ပင်စီထူပြီးတော့မှအမြင့်ပါလိုက်ဖြက်စီးစားတဲ့ကောင်မျိုးအဲကြောင့်အမြင့်ပါ6တယ်အဲ့တော့စပါးတရုံမှာဆိုရင်တပိမှမကြောင်အဲ့ကောင်ကမြေအောင်ပို့လို့လည်းပြောလို့လည်းရတာပေါ့နော်ဒီတနေ့ကနေရာဒေတာတော်တော်များများမှာကလေထက်မှာလည်းဖြစ်တယ်လို့တောင်ရထက်မှာလည်းအများကြီးဖြစ်တာလည်းကျွန်တော်တို့တွေ့ရတယ်ကျွန်တော်တို့ကရင်ပြည်နယ်တန်တောင်ကြီးမြောက်ပိုင်းဒီမော်ဘလော့အုပ်စုတို့ဘက်မှာလည်းတော်တော်လေးတွေ့ရတယ်အဲတောင်ရထက်မှာအခင်းလိုက်ကူးတော့မှ6သွားတာတော့တွေ့ရတယ်နောက်လေထက်မှာဆိုရင်လည်းဟိုတွေ့ရတာပေါ့နော်လောင်မီပိုးတွေကနေနိုင်တဲ့ကာကွယ်ပေးနိုင်တဲ့နီလာတော့
ခက်ခဲတာပေါ့နော်ဒါပေမဲ့တစ်ခုတော့ရှိတယ်ကျွန်တော်တို့လယ်ထဲမှာလုံနေတဲ့တောင်သူလယ်သမားတွေအတွက်ဆိုရင်ဒီပိုးကာကွယ်နေဖို့အတွက်ကမဆိုင်ခင်မှာတော့နေရာဒီမှာဒီလယ်မြေလံလက်စနစ်လောက်ရမယ်လို့ပြောတယ်အဲ့တော့ဘာဖြစ်လို့မြေလံတယ်လို့ပြောရင်အဲ့ဒီပိုးဥကိုတဖို့ပဲဖြစ်တာပေါ့နော်မြေလံမယ်လယ်ကိုထည့်ပြီးတော့မှမြေလံထုတ်ပြလိုက်မယ်ပြီးတော့မှကြည်အောင်မြေထုံထုတ်လိုက်မယ်ပြီးတော့နေ6လမ်းမယ်ဆိုရင်ဒီကောင်ကပိုးကို automatic ပိုးကိုတာရဖြည့်စီရရောက်တယ်ကကွယ်ရရောက်တယ်